ကလေးဖျားရင်လေကိုပူကြောက်ရေပတ်တိုက်ပေးတဲ့အချင်းကကျွန်တော်တို့စီမှာတော်တော်များများလိုနေကြတာပဲနော် ဟုတ်ကဲ့အိမ်တိုင်းလိုမှာဒါကလိုရိုးလို့စဉ်တစ်ခုလို့ဖြစ်နေတာပေါ့ ဒီနေ့အဲ့ဒီအကြောင်းကိုပဲနည်းနည်းတေချာလေးကြည့်ကြအောင်ဆိုတော့လေအခုကျွန်တော်တို့လေးလာထားတဲ့အချက်လက်တွေရအဓိကမေးချင်တာတွေကရေပတ်တိုက်ကာကိုအခုခေတ်ဆေးပညာအရာရောဆက်လုပ်ဖို့အကြံပြုသေးလား နောက်ပြီးတော့ဟိုလေပါရာစီတမိုလို့ဆေးတိုက်လိုက်တယ်ဒါပေမဲ့အဖျားကချက်ချင်းကြီးမကြသေးဘူးပေါ့အဲ့ဒီကြားထဲမှာခဏလောက်ရေပတ်တိုက်ပေးလိုက်ရင်ရောအဆင်ပြေမလား ဟုတ်ကဲ့အဲ့ဒါလည်းမေးကြတယ် ပြီးတော့တကယ်ပဲရေပတ်တိုက်ရင်အဖျားမြင်မြင်ကြရတယ်ဆိုတာကရောဟုတ်ရဲ့လားအဲ့ဒါလေးကိုဒီနေ့ဆွေးနွေးကြည့်အောင် ဟုတ်ပါတယ်ဒီအလေးအထက်နဲ့ပတ်သက်ပြီးတော့လေလက်ရှိနောက်ဆုံးပေါ်တူတေတနာတွေပြီးတော့ဟိုနန်းညံတကာကအဓိကကျမရေးဖွဲ့စည်းကြီးတွေရဲ့လက်ညွန်ချက်တွေကဘာပြောနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းတည်သောဆွေးနွေးပေးပါမယ်ဒါကကလေးကျမရေးတဲ့တကယ်အရေးကြီးတဲ့အကြောင်းအရာတစ်ခုပါအရင်ဆုံးလက်ရှိအကြံပြုချက်တွေကိုကြည့်ကြည့်အောင်2020နောက်ပိုင်းခိုင်မာတဲ့တူတေတနာအထောက်ထားတွေအရဆိုရင်တော့ဥမာ UK က NICE တို့ WHO တို့ American ကလေးဆရာဝန်တင် AAP တို့လိုအဖွဲ့အစည်းကြီးတွေအားလုံးကကလေးဖျားရင်ပုံမှန်ကုသမှုအနေနဲ့ရေးပတ်တဲ့တာကိုမလုပ်ဖို့တညီတညွတ်တဲ့အကြံပြုထားပါတယ် ။အော်မလို့ဖို့နော် ဟုတ်ပါတယ် NICE လမ်းညွှန်ချက်စိန်2009ကတည်းကအခု2020ထိလည်းအဲ့အတိုင်းပဲမပြောင်းလဲဘူးဖျားနာတာကိုကုသဖို့ရေးပတ်တဲ့တာကိုအကြံမပြုပါလို့ရှင်းရှင်းလင်းလင်းရေးထားတယ်အဓိကကတော့ကလေးကိုပို့ပြီးတော့မတတ်မတာဖြစ်စေတယ် ။ပြီးတော့ဖျားကြတဲ့အာနိတင်ကလည်းအဖျားကြဆေးလောက်မကောင်းဘူးကြရှည်လည်းမခံဘူးလीဒါကြောင့်ပါ ဟုတ်ပါပြီဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုကအဲ့လိုမျိုးနာညံတကအဖွေးကြီးကြီးရေကအတိအလင်းအကြံမဖြူတော့ဘူးဆိုပေမဲ့တကဘာလုံးကစေကူတမှုလမ်းညွှန်ချက်ဒီရဲ့ထဝက်ကျော်60% လောက်မှာရေပတ်တိုက်ပေါ်ပြောနေတော့မယ် ဟုတ်တယ်အဲ့ဒါလည်းတွေ့ရတယ် ပြီးတော့မိဘအများစုကလည်းဒီနီးကို73နေကြတော့မယ်ဆိုတာကိုရင့်မြစ်တည်တယ်မှာဖတ်ရတယ်ဒါကအဖျားအပေါ်မှာလိုရာထပ်ပိုးပြီးစိုးရင်တဲ့စိတ်fever phobia လို့ခေါ်တဲ့ဟာကြောင့်လည်းဖြစ်နိုင်တယ်လို့တွန်းတတ်ကြတယ်နော် အဲ့ဒါလည်းပါနိုင်ပါလေဟုတ် ကောင်းပြီဒါဆိုထိရောက်မှုဘက်ကိုဆက်ကြည့်အောင်ရေပတ်တိုက်ရင်အဖျားမြက်မြန်ကြတယ်ဆိုတာကတော့ဘယ်လို့မှန်လဲ ဟုတ်ကဲ့အဲ့ဒါလားတစ်စိတ်တစ်ပိုင်နှမှန်တယ်ပထမမိနစ်15မိနစ်ကနေနိုင်ဝက်အတွင်းမှာကိုဘူးချင်းကခဏတာပုံမြန်မြန်ကြာသွားနိုင်ပါလေ အော်ခဏတော့ကြာတယ်ပေါ့ ဟုတ်တယ်ဒါပေမဲ့အဲ့အာနီတင်ကကြာရှည်မခံဘူးလေ့လာမှုလေးကိုစူပေါင်းသုံးသပ်ထားတာတွေအရာဆိုရင်နှစ်နာရီပြည့်တဲ့ခါမှာရေပတ်တိုက်တဲ့ကလေးနဲ့ဖျားကြစေပဲတောက်တဲ့ကလေးရဲ့ကိုပူချင်းကအတူတူလောက်ပဲဖြစ်သွားတော့ အော်ဟုတ်လားနန်းနိုင်ဆိုသိမထူတော့ ဟုတ်ကဲ့သိမကြတော့ဘူး2021ကလေ့လာမှုတစ်ခုမှဆိုရင်လေပါရာစီတမောတက်တက်တောက်တာနဲ့ရေပတ်တိုက်ခံရတဲ့ကလေးတွေကနှစ်နာရီကြာမှဖျားကြနိုင်ကြီး85%လောက်ပိုနေသွားတာတွေ့ရတယ်ဆိုလိုတာကပါရာစီတမောကပိုထိရောက်တယ်အာနီတင်လည်းပိုကြကြခံနေပေါ့ အော်ဒါဆိုကျွန်တော်တို့ခုနမေးရကေစာအဖျားကြအစေးတိုက်ထားတယ်အာနိတင်ပြဖို့နိုင်ပဲလောက်ဆောင်ရမယ်အဲ့ဒီကြားထဲမှာကလေးကပူနေတော့မယ်အဲ့တော့ဘာမှမလုပ်ပဲစောင့်နေရမှာစိတ်ပူပြီးတော့ခဏရေပတ်လေးတိုက်လိုက်မယ်ဆိုတာမျိုးကတော့အဲ့ဒါအလုပ်ဖြစ်လား အဲ့ဒီနီလန်းကိုလေလက်ရှိအထောက်ထားခဲ့ကအားမပေးပါဘူးနှစ်နာရီပြည့်ချိန်မှာကြည့်လိုက်ရင်အဖျားကြဆေးချီပဲတောက်တာနဲ့ရှင်ရင်ထူးပြီးအပူချိန်ပိုကျသွားတာမျိုးမရှိဘူး အခြားသွားတာကဘာလဲဆိုတော့ရေပတ်တိုက်ခံရတဲ့ကလေးကပိုးပြီးတော့မတတ်မသာဖြစ်တာငိုတာတုံတာတွေပိုဖြစ်နိုင်တယ် Cochrane review လို့သုံးသပ်ချက်ကြီးတစ်ခုမှဆိုရင်ဒီလိုဆိုးကျိုးဖြစ်နိုင်ကြီးက9ဆလောက်ပိုများတယ်လို့နန်းဆိုထားတယ် ဟာငါးစတော့ ဟုတ်ကဲ့ဆိုတော့အကျိုးကျေးဇူးထပ်မရပဲကလေးကိုပိုးပြီးပင်ပန်းစေတယ်ပေါ့နော်ဒါကြောင့်အဲ့ဒီနီလန်းကိုလည်းရှောင်တင်တယ်လို့အကြံပြုထားပါတယ် အော်ဒါကြောင့်ကလေးတွေကရေပတ်တိုက်ရင်ငိုကြတာတုံးလာတာတွေဖြစ်တာကိုကျွန်တော်တို့ကတော့အပူကြောင်လို့ပေးတယ်ထင်တာ ဟုတ်ပါတယ်အခုနောက်ပိုင်းကလေးဖျားကုသမှုမှာအဓိကဥတီချက်ကနည်းနည်းပြောင်းလာပြီအပူချိန်ဘယ်လောက်ဒီဂရီကျသွားလဲဆိုတာကိုအဓိကမထားတော့ဘူးကလေးတက်တုံတတာရှိဖို့ကိုပို့ပြီးအလေးပေးလာတယ် ဟုတ်ကဲ့ ဖျားတယ်ဆိုတာကကလေးရဲ့ဦးနောက်ကခန္ဓာကိုယ်အပူချိန်တစ်ခု set point လို့ခေါ်တာပေါ့အဲ့ဒါကိုမြင့်ထားလိုက်ကရေပတ်တိုက်လိုက်ကိုအရေပြားကအေးသွားတယ်ဒါမဲ့ဦးနောက်ကတတ်မှတ်ထားတဲ့ပူချိန်ကမြင့်နေတော့မှလေ အဲ့ဒီခါမှာခန္ဓာကိုယ်ကအဲ့ဒီတတ်မှတ်အပူချိန်ရောက်အောင်စက်သားတွေကိုတုံခိုင်းပြီးအပူပြန်ထုတ်တယ် shivering ပေါ့သွေးကြောတွေကိုကြုံပြီးတော့အတွင်းကနေအပူပြန်ထုတ်တယ်ဒါကြောင့်ကလေးကအပြင်မှာအေးသလိုဖြစ်ပေမဲ့အတွင်းမှာပိုချမ်းလို့ခံစားရပြီးမတတ်မသားပို့ဖြစ်ရတာ အော်ဆိုတော့အဖျားရှိတိုင်စေးတိုက်ရေပတ်တိုက်လုပ်နေမဲ့အစခလေးကအဖျားကြောင့်နေရထိုင်ရခက်ခဲနေပုံပေါင်မှနုံးနေမှ
မတမတာဖြစ်နေမှသာအဖျားကျဆေးဥပမာပါရာစီတမိုတို့အိုင်ဘူပရိုဖန်တို့ပေးတဲ့ဆိုရဘလို့ပေါ့နော် မှန်ပါတယ်အဲ့ဒီတတန်တတာဖြစ်မှုမှာအဓိကပဲဒီနေရာမှာတတိချရမယ်နော်တစ်ချက်ကအဖျား fever နဲ့ကိုအပူချင်းလွန်ကဲခြင်း hyperthermia ကိုတိတိကျကျခွဲခြားသိထို့ပါ ဟုတ်အဲ့ဒါဘလို့ကွာလဲ fever ကခုနကပြောသလိုခန္ဓာကိုယ်ရဲ့တုံးပြန်မှုဦးနောက်ကဆက်ပွားယူမြင့်ထားတာ hyperthermia ကတော့ပတ်ဝန်းကျင်အပူချိန်အများများလို့ဥပမာပူလောင်နေတဲ့ကားထဲမှာအကြာကြီးကြံခဲ့တာမျိုးပေါ့အဲ့လိုအခြေအနေမှာခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းစင်နေကိုယ်တိုင်ကပြက်ယွင်းပြီးတော့အပူချိန်ကအထင်အကွက်မရှိတတ်တာပါ heat stroke လိုမျိုးပေါ့ အော် hypothermia မှာတော့ပြင်ပကနေအမြန်ဆုံးအေးပေးဖို့လိုတယ်ဥပမာရေအေးတဲ့စိန်တာတို့ရေဖြန်းပန်ကခွင့်တာတို့လုံးဝမယ်အဲ့ဒါကအသက်ကယ်ဖို့အရေးကြီးတယ်ဒါပေမဲ့တာမန် fever တဲ့ရေပတ်တိုက်တာနဲ့တော့လုံးဝမတူဘူးနော်ကုသမှုလုံးဝအခွဲပြားတယ် ဟုတ်ကဲ့ရှင်းသွားပါပြီ ဒါဆိုတာမန် fever မှာရေပတ်တိုက်ဖို့လုံးဝစဉ်းစားလို့မရတော့ဘူးလားဆိုတော့အလွန်ရှားပါတဲ့အခြေအနေတချို့တော့ရှိနိုင်ပါတယ်ဥပမာကိုအပူချိန်က40 Celsius degree ကျော်သွားပြီးအဖျားကျဆေးတိုက်တာတော့မကြဘူးခလေးကလည်းအရန်ကိုနေရာထိုင်ရခက်ခဲနေတယ်ဒါမှမဟုတ်တကယ်ကိုဆေးဝါးလုံးဝမရနိုင်တဲ့အရေးပေါ်အခြေအနေမျိုးမှာနောက်ဆုံးအပိုက်မီနဲ့စဉ်းစားကောင်းစဉ်းစားနိုင်မယ် အော်အလွန်ရှားတဲ့အခြေအနေပေါ့ ဟုတ်ပါတယ်ဒါတော့မှဆေးတိုက်ပြီးအချိန်တစ်ခုစောင့်ကြည့်လို့မှမတက်တာရင်ဖြစ်သိမ့်ပြီးတော့ခလေးတုံလာပြီဆိုရင်တော့ချက်ချင်းရက်ရပါမယ် ပူအဲ့တဲ့ရာတူရှိတဲ့ဒေသတွေမှာတော့ဥပမာကျွန်တော်နိုင်ငံလိုမျိုးမှာပူအတုံးဝေးမလားလို့တွေးเสียရရှိပေမဲ့အဲ့ဒီမှာလုပ်တဲ့လေ့လာမှုတွေမှာတော့ပါရာစီတမောလောက်မထီရောက်ဘူးလို့ပဲတွေးရတယ်လို့ဆိုထားတာပဲနော် ဟုတ်ပါတယ်အဲ့ဒီဒေတာတွေမှာလုံးတဲ့လေ့လာမှုတွေကလည်းအလားတူအဖြေပဲထွက်ပါတယ် ဒီရှေမှာအကျိုးမရှိတဲ့လောက်ဖြစ်တယ်ခလေးကိုပိုပြီးမတက်မတာဖြစ်စီနိုင်တယ်ဒါကြောင့်အဓိကကျမ်းမာရေးအဖွဲ့အစည်းကြီးတွေကအကြံမပြုတော့ဘူးဆိုတာပါပဲ ဟုတ်ပါတယ် အဓိကခလေးတက်တောင့်တက်တာရှိဖို့နဲ့တကယ်လိုအပ်မှသာခလေးမတက်မတာဖြစ်နေမှသာအဖျားကြဆေးကိုတုံးဆွဲဖို့ဖြစ်ပါတယ်နော် ဟုတ်ကဲ့အထူးသဖြင့်အဖျား fever နဲ့ကိုအပူချိန်လွန်ကဲခြင်း hyperthermia ကွာခြားချက်ကိုတေချာမှတ်ထားဖို့အရေးကြီးပါတယ်ကုသမှုလုံးဝကွဲပြားလို့ပါတာမန်ဖျားနာမှုအတွက်ကတော့ရေပတ်တိုက်ကကိုရှုံကျင်တာအကောင်းဆုံးပါတယ် ဟုတ်ကဲ့ဒီနေရာမှာစဉ်းစားစရာလေးတစ်ခုထပ်ပြီးတော့ပေါ်လာတာကဒီလောက်ခိုင်မာတဲ့ဆေးပညာထောက်ထားတဲ့လမ်းညွှန်ချက်တွေရှိနေပါရဲ့နဲ့ဘာကြောင့်မိသားစုတွေလူမှုအတိုင်းဝိုင်းနေကြတယ်မှာရေပတ်တိုက်တဲ့အလီထားကဒီလောက်အထိတွင်းတွင်းကြဲကြဲဆက်လက်ရှင်ထန်နေရတာလဲဆိုတာပေါ့ အဲ့ဒါလည်းစဉ်းစားစရာပဲ ပိုထီရောက်တဲ့ပိုပြီးတက်ထုံတက်တာဖြစ်စီမဲ့ကုသမှုတွေရှိနေတာတော့မှဒီရှေးရိုးမီလန်းလို့ထင်နေတဲ့အလီထားကိုဆက်လက်တွန်းပြနေတဲ့နောက်ွယ်ကယုံကြည်မှုတွေစိုးရင်မိုးပါမှုတွေကဘာတွေဖြစ်နိုင်မလဲအဲ့ဒါကတော့ဆက်ပြီးလစ်လာစဉ်းစားကြည့်တဲ့အချက်တစ်ခုဖြစ်မယ်ထင်ပါတယ်